Hello အားလုံးပဲမင်္ဂလာပါခုဟီလင်ကခုဒီ minimum website လေးကို reply နဲ့ဖန်တီးတာလေးပြချင်ပါတယ်ဒီလိုဖန်တီးနေဆိုရင် prompt လေးကိုတေချာလေးရေးရတယ်ရေးရတဲ့လိုမျိုးလေးထွက်လာတယ်ပေါ့နော်အဲဆိုတိတ်မကြဘူးဒါပေမဲ့ prompt ကိုတေချာရေးရတဲ့အခါမှာတေချာဆွေးနွေးရမယ်တိုင်ပေးရမယ်ပေါ့နော်အဲဆိုတော့ဟင်လအနေနဲ့ဒါလောက်တာက application fee တွေရဲ့ဟုတ်စားရတဲ့ပညာသင်ကြားရလောက်မဟုတ်ဘူးပေါ့နော်အဲကြောင့် VVC ကိုစိတ်ဝင်စားရဆိုရင်အခုပဲဆက်သွယ်လိုက်ပါ Messenger မှာကဲဖန်တီးထားတဲ့လူတွေရလာပြီရလာမှ new collection ဆိုတာလေးပါတယ်ရန်ချုပ်ကောင်းလိုက်လို့နော်အဲဆိုတော့ဟင်လနဲ့ mix ရဲ့ business ကိုပို့ပြီးတော့ international အဆင့်မြောက် customer လက်ထဲကိုအမြန်ဆုံးရအောင် application ဒါမှမဟုတ် website တွေနဲ့ဖန်တီးခြင်းနဲ့ဆိုရင်အခုပဲဆက်သွယ်လိုက်ပါဒီမှာသူ့ရဲ့ email လေးကလိုလေးနဲ့လိုလေးရေးရိုက်ပြီးတော့subscribe ကိုလုပ်လို့ရတယ်။ဒါတို့ကို shopping တွေထပ်ထောက်ဝင်မယ်ဆိုရင်ထပ်ပြီးတော့ရေးရမယ်ပေါ့နော်။အသေးစိတ်ပြန်လုပ်ရမယ်။အဲ့အတွက်ဒီအချိန်9နာရီ3ရက်တာခီးပေါ့နော်။အဲ့တော့ဒီမှာမိတ်ဆွေနေနဲ့စိတ်ဝင်စားရဆိုရင်အခုမှဆက်သွယ်လိုက်ပါ။ဒီကီလိုမှကိုယ်တိုင်ကမဟုတ်ဘူး website ပဲအချင်းနဲ့ by coding နဲ့အချင်းနဲ့ပေါ့နော်။ဒါမှမဟုတ် developer နဲ့အချင်းနဲ့ဆိုလည်းရှိပါတယ်။ design ဆွဲပြီးတော့မိတ်ဆွေကိုဒါကိုဖန်တီးပေးတော့မှာဖြစ်ပါတယ်။အဲဆိုစိတ်ဝင်စားရဆိုရင်အခုပဲဆက်သွယ်လိုက်ပါကောင်းမွန်တဲ့ energy နဲ့တူတူဟယ်လန်တို့ဖန်တီးကြရအောင်နော်ကျေးဇူးတင်ပါတယ်ရှင်